ဘာလဲတခြားတယောက်ကိုမင်းချိတ်လိုက်ပြီလား ကျွန်တော်ကိုယ်ကတီတီနဲ့မပတ်သက်ချင်ဘူး အခုလိုချက်ချင်းပြောင်းလဲပြစ်လိုက်ရုံနဲ့မင်းလောက်ထားတဲ့လောက်ရက်တွေအားလုံးကပြီးဆုံးသွားမယ်လို့မင်းကထင်နေလို့လား ကျွန်တော်အားရဘာမှ view မဆိုင်ဘူးကျွန်တော်ကိုတွေးနေကျွန်တော်အိုင်မောကိုပထမအောင်ကျွန်တော်ဘောင်းမှာရှိတယ်အခုမကြုံလဲတနေ့နေ့တော့ကြုံရအောင်မှာတရှင်နေသမျှလူလိမ့်လူညကပိုက်လိုက်က တငယ်ချင်းဒါလူရဲ့ဘဝဘာပဲသူမှတဆီလို့မရကံကြမ္မာဆိုတာပြောင်းလဲလို့မရวันนี้ရတဲ့ရဲ့ရှိသလိုပြောရှင်နေနေရများလဲခြေနေရသူ့ဒီမှာထွက်လာတာဘိုးသူ့ပြန်လာအဲ့တော့ကိုတို့မတော့လာလို့တော့လက်မခံဘူးသူတို့ကောင်းနေကြုံရမတရားမီတရားဒါကံတရားပဲကျူစင်နေတယ်အားလုံးပြေဆုံးနေဆိုတာမရှိဘူးလူတိုင်းရခဲ့ပေါင်းများစွာနဲ့ကြည်သွန်တရားလဲနေအောင်မှာဒီလိုရဲ့တော့ပေးမမဲ့သူမရှိငါမေးဘလို့အရင်ခွန်းလို့တယ်ကွာစိတ်ချနော်ကိုတို့ဖြူမှုလေးခန္ဓာရင်ရှိအောင်ပြင်ဆင်ထားမယ်ကိုတို့နဲ့ဖြူမှုတိဆောက်ထားတယ်တာယာတဲ့ဘဝကိုဖြူမှုပစ္စည်းမခံနိုင်ဆွေမျိုးဆိုတာစိမ့်လာရှင်သစိမ့်ထက်ပို့ပြီးကြောက်စရာကောင်းတယ်ငါစိမ့်အောင်မတက်ရလို့သိမဲဆိုလဲငါသိသွားပါစေအဲ့လိုဆွေမျိုးတွေကနှိမ်ချပြောဆိုဆက်ဆံတာငါလုံးဝမခံနိုင်ဘူးဟာလေပို့တာလေတယောက်တည်းပြဿနာရှာမှာစိတ်ပုံနေလို့ဟာတယောက်တည်းနဲ့တင်ရလေတရားပဲကွာရှင်းလိုက်ပြီငါဒီလောက်ကိုလုံးချေလို့လောက်ပြီးရထက်ရှင်နေရကြောင်းလုပ်နေရတယ်မင်းစိတ်ထဲနဲ့ဒီလိုမှမလားဆိုတော့ကိုမလေးလုံလိုက်စရာဆိုတော့သားလေးပြောက်ပြီးရှိလေးနေရာမှာဘာမှမပူစားတာအဲ့ကြက်ရမှာမိမနဲ့ဒီတို့ကြောက်ရဘာလို့ကြောက်ကြတယ်မှာပစ္စည်းတွေပျောက်တာတခေါ်နေမရတခေါ်နေမရ မင်းတို့ကောင်တွေကျွန်တော်ဘာပဲလုပ်ခဲ့အခုဒီချိန်ရစပြီးတော့ရက်တန့်ရပ်ဖို့မင်းတို့ကပြိလာပေးတာငါပြောပါတယ် तू ကအခြေစိမ်ပါလို့မင်းရတယ်အားလည်းအဲ့အခြေစင်လေးကိုမှချစ်ဘူးဟိုရင်လုံးငါမသိငယ်ဘူးမတွေ့ဝေတော့ဘူးအောင်နေမို့အခွင့်ရရှိတယ်ရာရာကိုငါရဲ့ဆိုင်မို့စင်သင်ပဲမလို့တော့တာတို့ပါကွာတာတို့ပါဘာတို့မှလေအာကိုစရာဆိုလို့ခင်မင်းစရာဆိုလို့ငါတူပဲရှိကြတာအခုငါတူကတခြားတနေရာကိုပြောင်းတော့မယ်ဆိုတော့ဘာရင်ထဲမှာတမျိုးကြီးပဲကွာ ကျွန်တော်လည်းမပြောင်းမြင်ပါဘူးဗျာဒါပေမဲ့ကျွန်တော်နေအောင်ဘဝတစ်ခုစကြင်လာတယ်ကျွန်တော်စိုးခဲ့မိုက်ခဲ့တဲ့အတိတ်ဆိုးတွေရဲ့အရေးမဲနဲ့လွတ်ရရမှာအေးချမ်းချမ်းနဲ့လုတ်ကန်စားတော့ပါကြမှာပါအေးပါကွာအေးပါပြောင်းသူ့ကောင်းမပြေဆိုတော့ဘာလက်ခံပါအရင်ဘဝကိုစွန့်ပြီးဘဝတစ်စတာကိုပဲကောင်းပါတယ်ကွာရောင်းနေမယ်မတို့မင်းကိုအဖတခုတော့မှားတယ်ကွာဟုတ်ကဲ့အတိတ်ဆိုတာအရှိတ်လိုပဲကိုနဲ့အမြဲတမ်းကပ်ပါနေတာကွာရှောင်ပြေးလို့လည်းမရဘူးနောက်ဆုံးကွာမင်းဘယ်နေရာမှာပဲနေအဲ့ဒီအရှိတ်မဲကြီးကတနည်းမဟုတ်တနည်းနဲ့ကမင်းကိုဒုက္ခပြန်ပေးလာမှာအမှန်ပဲကွာအဲ့ဒီအတွက်ကြုံလာမဲ့လောကဓာတ်ကိုခံနိုင်ရရှိအောင်ကြိုးစားပါပေါ့အခု
မင်းဘဝတစ်စဖို့နေရာပြောင်းလိုက်တယ်လို့မင်းစိတ်ကိုလည်းလိုက်ပြောင်းဖို့လိုတယ်ကွာ စိတ်ချကျွန်တော်တို့ကပြီးပြောင်းသွားဆိုရင်ဘာအခက်ခဲပဲရှိရှိကျွန်တော်တို့လင်မြောင်ဆက်သွင်းနိုင်ပါတယ်ပြီးတော့အများတန်းလဲဥအိုင်လို့ကျွန်တော်နားလည်ပါ အေးပါကွာအေးပါအခုမင်းတို့ကဘယ်ကိုပြောင်းကြမှာလဲ အဝေးရောမဟုတ်ပါဘူးတန်လင်ပတ်ပါ အေးဘာပဲဖြစ်ဖြစ်ကွာအစစအရာရာအားလုံးအစင်ပြေချုံးမှုကြပါစေကွာ ပေးစနေပြပါအဲ့ဒါတို့ခွင့်ပြုပါ အေးပါကွာအေးပါ ပေးပြန်ပြီနော်ကျမရေကူးဆိုင်အောင်ဝိုင်းပါတော့ အေးငါမင်းကိုသွားလေအောင်ခေါ်သွားအောင်မင်းအနေထားပါလေအေးအဲ့လိုခေါ်သွားရမယ်အနေထားမျိုးလားမင်းပါမင်းပြန်စဉ်းစားကြည့်မင်းရဲ့အရင်လူတော်ဝင်ခြင်းအောင်မင်းစစ်ကိုမင်းမသိဘူးဟမ်မင်းတို့မိမမျိုးကငါမိမနဲ့မျိုးတန်းနဲ့ထားမယ်ကိုသိနေရတာမင်းသိထားဖို့ကမင်းကငါ့အတွက်အပြောဆိုတာထက်ဘာမှမဟုတ်ဘူးကိုဝင်မြေးမင်းငါထားတယ်လို့နေနိုင်ရင်လေမနေနိုင်ရင်မင်းဘဝမင်းပြန်စဉ်းစား ဘာပဲမလူတစ်တွေထားတယ်ဆက်ဆက်ဆိုတာ လူရတယ်ဒါလည်းခုပဲသွားမိတ်ဆက်လာကြည့်မယ်ဘောင်လေးရေဟာမ မားရဝင်မယ်နော် အမအထိုင်မအောင် โอเคโอเคโอเคရှင်ဟိုဘာမှမဟုတ်ပါဘူးဒီဘက်အိမ်ကိုလေညီမလေးတို့ပြောင်းလာလို့လာမိတ်ဆက်တာအမကလေခေါင်းကြီးကမှနေတယ်အမနဲ့မက်ယူတဲ့ မအေးကြီး ဟုတ်တယ် ဟုတ်ပါပါ ဒါတဲ့ညီမလေးနဲ့လည်းဘယ်လိုခေါ်လဲ အော်ညီမနာမည်ကဖြူနုညီမယောက်ျားနာမည်ကကိုတူ အော်ချစ်စရာလေးနော်ဆရာလေးဟိုကညီမလေးနဲ့မောင်ရလေးအခုမှမင်္ဂလာဆောင်ရလာတိတ်ကြသေးနေတူတယ် ဟုတ်အဲ့လိုပဲပြောမှာတိတ်မကြသေးရပ်ပိုင်းမရှိဘူး အဲ့ဒါမောင်လေးတို့ဒီရမင်္ဂလာဝေးပေါ့ကိုယူပါတယ်ကိုယူပါတယ် ပုံလေးနဲ့ညီမလေးကိုကြည့်ရလိုက်ဖက်လိုက်တာမျက်နှာလေးတွေကပညာတဲ့ရုပ်လေးနဲ့လိုအပ်တာရှင်ပြောတော့အားမနာနဲ့သိလားအမတို့တက်နိုင်တယ်လားကိုညီပေးမယ်ဟိုဆွေမျိုးတွေလူသဘောထားပါကြလား ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အခုလိုပြောင်းလာတော့ကြိုးစိုးရတဲ့ကြောင့်ဟိုအမောက်လည်းလိုအပ်တာရှိကျွန်တော်ပြောပြ ပြောပါဗောမောင်လေးပြောမှာမပူနဲ့ဟိုဒါတဲ့လေမောင်လေးကိုထမင်းစားပြီးကြလား စားပြပါဗျာ โอเคဘာမှမဟုတ်ဘူးလာမိတ်ဆက်တာအမားတို့ခွင့်ပြုံနော်ကြားမယ်နော်ညီမလေး စားပြီနော် ချစ်ပါရနော်ချစ်စရာလေး တက်မဲ့ကိုတို့ကကိုရှာလာဒီမှာနေလေအားလုံးအဆင်ပြေနေတဲ့ကိစ္စတော့မသိတဲ့ရက်တွေတော့ပြောင်းသွားအဲ့ဒါမဘက်လိုက်မိုက်ဘက်ပါလားဒီလိုကောင်မျိုးပြောတာ ဟာသူများကောင်းတယ်လဲယူရတဲ့ကိစ္စကိုခင်ဗျာအားမပေးတယ်ပြည့်တော်တင်တယ် ။အဲ့ဒါကောင်းတဲ့လမ်းကိုရွေးသွားတာမဟုတ်။ဒုက္ခတွင်းထဲကိုဆင်းသွားတာ။မင်းစင်လာကြီးဒီကောင်ငယ်ငယ်လေးတွေကဒီလိုပဲလုပ်တာကျွန်တော်ဘာလုပ်တတ်လို့။ငါလည်းကွာကြီးကျယ်နဲ့ကောင်းကောင်းဝယ်လှုပ်ရှားမယ်ဒီပါလေ။ဘယ်လိုလုပ်အဆင်ပြေမှာလဲ ကျွန်တော်တို့ဖုန်းဆက်တာတော့အဆင်ပြေတယ်တဲ့ ။ဒီလိုပဲပြောမှာပဲလေ။အရင်တော့ဒီကောင်အဆင်မပြေဘယ်တော့မှပြောဘူးလို့။မိမအဲ့ကောင်လိမ့်ဆိုင်ရှိတယ်မလား။ငေါ့ပေးရငါအဲ့ကောင်မရရောက်လိုက်ခေါ်ပြ ဟာဟဲ့တို့တာယာလေးပေါ့ပြက်စီးပါလေဗျာဟာလေခင်ဗျာကိုတို့ရေလိုထောင်တဲ့ဝင်လက်ထလက်ဖြစ်တဲ့ပေါ်မျိုးခင်ဗျာမြင်ရင်လို့လား ။ဒါလက်တွေ့ဖို့ကစိတ်ကွေးဆန်တဲ့ရုပ်ရှင်ဇာတ်ကားမှုရှောက်ပြောနေတယ်။ရမချွတ်ဟာလေကွာ ကျွန်တော်ခေါ်တာမဟုတ်ဘူးဟဲ့ ။ဟာ။နေကခုမှထွက်လာတာနော်။ဟုတ်။ပြေးပြီးရှိုးရှက်တွေလုံးမနေနဲ့။မင်းတို့ကမျက်စိတောက်ထောက်ကြည့်နေဆိုတာမင်းတို့သဘောပေါက်လား။သိပါရဲ့။ဟိုကောင်ကတိုးမတွေ့ဘာမှလဲကွာ။ င
တို့ငါတို့ကလေမိမယူပြီးတော့တခြားတနေရာကိုပြောင်းသွားပြီလေအဲ့လိုကြားဟာလေဒီမှာသူ့ပြဿနာတွေမရှင်းချင်လို့ရှောက်ထွက်သွားဆိုသဘောလားဟမ်အဲ့လိုလို့ရမယ်ထင်လို့လားဒီကောင်ကဘယ်ပြောင်းသွား အဲ့ဒါတော့ကျွန်တော်လည်းမသိဘူးမိမယူပြီးတော့ဒီလောက်ကိုစောင့်ရမယ်ဆိုပြီးတော့ဒီပြောင်းသွားတာ တော်စမ်းပါကွာဒီလိုကောင်မျိုးတွေပြောင်းလဲတယ်ဆိုတာလေခွင့်မိကောင်ခြေတော့စွတ်ပါပဲကွာဟမ်ငါတရားတော့ဒီမှာလှုပ်ရှားလို့မရလို့တော့တခြားနေရာနေမြေတစ်ကိုစကြက်ပြောင်းတာပဲနေပါ အဲ့လိုတော့မဟုတ်ဘူးတဲ့နော်ဒီကကောင်းကောင်းပဲလှုပ်သွားနေတာပါဗျာ ဒီလိုကောင်မျိုးတွေကအများကြီးတွေ့ဘူးတယ်ဘယ်တော့ပဲဒီကောင်တွေပြောင်းလဲတယ်ပဲပြောနောက်ဆုံးတော့ဒီလောကတွေပဲပြန်လှုပ်ရှားတာပါပဲဒီကောင်နဲ့မင်းတို့ဆက်သွယ်ရှိရင်ပြောလိုက်ပါဘယ်နေရာပဲရောက်ကိုလှုပ်ထားတဲ့မကောင်းမှုဆိုတာကိုနောက်ကိုအချိန်တို့ဒီကောင်ကတိုက်နေဆိုတော့ဒီကောင်သိရမလို့ပြောပြလိုက်မင်းတို့လည်းကြက်ကြက်တည်တာ လေးရော ကိုမင်းစားမယ်ဘာလို့မလဲ ကိုရိုနီယာရဲ့အနာဂတ်လေးတွေးပြီးတော့ပီတီဖြစ်နေ အမေယူစိုးကြီးရနော်နားမမှုနေ တကယ်ပြောတာဖြူနေကိုဘွားမှာတကားမှဒီလောက်ထိကြည်ကြည်နုနုပီတီမဖြစ်ဘူးသေးလားကိုအရန်ပြောနေ ဟုတ်ပါပြီကိုတို့ရဲ့ဖြူနေတို့အတွက်နေစရာလေးရလဲအဆင်ပြေသွားပြီဝင်ဝင်ရအောင်ကိုတို့ဘာလို့ကြမလဲ အဲ့တော့ဘာမှမဘူးနဲ့ကိုတရက်ကွက်လုံးရောက်ထဲကပက်ကြည့်ပြီးသွားပြီကိုတို့မှပါလာပတ်စံနေနဲ့စာရင်းတစ်ဆိုင်ဖွင့်မကောင်းလား အဲ့ရလဲကောင်းတယ်နော်ဖြူနေနဲ့ကိုတို့နဲ့အတူတူစူးစမ်းကြမယ်ပြီးရင်အပေါ်ငွေဝေလေးရအောင်အိမ်မှာဆက်ချက်ဆိုင်လေးဖွင့်လိုက်မယ် တော်လိုက်တဲ့ငါမိမ အဲ့ဒါအသေးနေချစ်နေရသေးလား ကိုတို့ဒီငါ့ရင်ရှက်စရာကြီးလေကြောခံချင်နေရောမဒီလေးများတော့အကဲပေါ်ရဲဆိုပြီးတော့ ဟာကိုအသေးရလာဘာဖြစ်လို့ကိုမမပြန်ရလဲ ကဲစိတ်ကူးနေပြီးပြီဆိုရင်ထမင်းသွားစားမယ်ရှင်တို့အရင်သွားစားနေပြီ ကဲလားပတ်စားဟာ ဘဝဆိုတာကရပေါင်းများစွာအလုံးမရှောင်လဲလို့မရအခုမကြုံလဲတနေ့နေ့တော့ကြုံရအောင်မတရှင်နေသမျှမမဝါမှာမျိုးမျိုးရဆိုင် လူကြိုက်အများဆုံး PP Play Slot Game ပေါင်း300ကျော်ကိုကိုယ်တိုင်အကောင့်ဖွင့်ပြီးတော့ 8069 M9 မှာကစားလို့ရနေပါပြီ။စိတ်ချယုံကြည်ရတဲ့တရားဝင်ဂိမ်းဆိုင်ကြီးဖြစ်တဲ့ထူးခြားတဲ့အခွင့်အရေးကတော့ပထမအဆုံးအကောင့်ဖွင့်တာနဲ့အနိုင်ငွေထုတ်ယူနိုင်တဲ့1000တန် Free Spin ကိုတစ်ချိန်လှည့်ခွင့် Free ရရှိမှာပဲဖြစ်ပါတယ်။ပုံမှန်ဘောနာများဖြစ်တဲ့မမသေး100%နဲ့မမဟောင်း90%အပြင်အပတ်တိုင်းကစားမှတ်အကျဉ်းကိုပြန်တက်ပေးတဲ့ 0.5% cashback bonus ကိုလည်းရရှိပါတယ်။24နာရီပေးရမရှိနှွေးထွေးပညာရေးဆက်ဆံလျင်မြန်တဲ့ငွေသိမ်းငွေထုတ်စနစ်စိတ်ချယုံကြည်ရတဲ့အယော်စားတွေနဲ့လဲပတ်နေတဲ့ဂိမ်းဆိုင်ကြီးဖြစ်ကြအောင်လူကြီးမင်းတို့ကိုယ်တိုင်စုံစမ်းကြည့်လို့ရပါတယ်။တကယ်လို့အကောင့်ဖွင့်ဖို့စိတ်ဝင်စားရဆိုရင် Viber နဲ့ Telegram နံပါတ်3996996418မှာဆက်သွယ်မေးမြန်းနိုင်ပါတယ်။မြန်မာနိုင်ငံရဲ့အကြီးအကျယ်ဆုံး 8069 online ရအောင်မဒါလူရဲ့ဘဝတငယ်ချင်းဒါလူရဲ့ဘဝဘာပဲသူမှတဆီလို့မရကကြမဆိုတာပြောင်းလဲလို့မရ one day ရတဲ့ရဲ့ရှိသလိုပျော်ရွှင်နေရများလဲရှိတယ်ဘဝကရဲ့ပေါင်းများစွာစောကောင်းနေနေကြုံရမယ်တရားပြီးတရားဒါကံတရားပဲဘယ်သူမှအားလုံးပြေဆုံးတဲ့ဆိုတာမရှိဘူးလူတိုင်းဟာကရဲ့ပေါင်းများစွာနဲ့ကြည်သူတရားလဲနေအောင်မှာ အဲ့ချက်ရောက်နေပြီမေးကြသေးလား ဟောဆက်ပြောင်းကွာမင်းဘလို့လူသမီးဖြစ်တယ်ဆိုတော့မနမဆက်ပြောတော့ကွာအဲ့ချင်းနေအဲ့ဟာလေစက်တန်ငိုင်ကွာမနေ့ပြန်မေးလဲတောင်ရပုတ်ပဲမလားဟုတ်တယ်ပြီးတော့အရင်ကတော့ပြတော့ပြောပြမယ်လို့
ဆက်လက်ရှိတာ မတော့ဘူးရှိလည်းမရှိဘူး မင်းကအချောက်မင်းစလိလိုက်ငါစီမှာမရှိဘူး စကားပြောရင်းလာပြီငါဘာကောင်းလဲဆိုတာကိုမင်းမသိသေးဘူးနဲ့တူတယ် သိဘာကောင်လဲဆိုတော့သိတယ်ဒါပေမဲ့ရှိမှမရှိတာကွာမင်းဘယ်လိုသိလဲ ရှိတယ်ရှိအောင်လုပ်ပြီကွာရှင်းမယ်နော်အေးဘင်းတော့ဒီစလိတော့ဝေးလက်ကောက်လေဗျာဝေးလက်ကောက်စလိကျွန်တော်ယူတော့ဆန်လာဗျာ မစ္စလိတောက်ထင်တာပဲတောက်ပါပါတောက်လေးရော တောက်တော့ပါဘူးလေယူလည်းမြည်တော့ပါကျွန်တော်သွားလိုက်တော့မှာနော်ပြင်ပြပါဆိုတော့ ရလက်ကောက်မင်းကကြားတက်တာပြောတာတုတ်သွားတန်းတယ်အမေစားတော့မနေဘူး ကြတဲ့ဆိုတာဒီတစ်ခေါက်တော့ကြတဲ့ကိုပြောတာလက်ကောက်ဆိုတဲ့နာမည်လောလောရခဲ့တာမှမဟုတ်ဘူးအောက်ကမင်းရ ထားပါ ဒီကောင်လေးကလက်ကောင်းပါကွာဘာကောင်းမှမဟုတ်တဲ့ကောင်လေးမင်းတို့ဖြဲလို့ရပါတယ်လာဖြဲနေတာဘယ်သူမှလည်းဘာကောင်းမှမဟုတ်ပါဘူးဟဲ့ငါ့မင်းစံလိုက်ဆက်ပြောပြအောင် ဘဝဆိုတာကရပောင်းများစွာအလုံးမရှောင်လဲလို့မရအခုမကြုံလဲတနေ့နေ့တော့ကြုံရoh my တရှင်နေသမျှမမဝမှာမျိုးမျိုးရဆိုင်ရ oh my ဒါလူရဲ့ဘဝတငယ်ချင်းဒါလူရဲ့ဘဝဘာပဲသူမှတတ်စီလို့မရကံကြမ္မာဆိုတာပြောင်းလဲလို့မရ one day ရတဲ့ရဲ့ရှိသလိုပျော်ရွှင်နေနေရများလဲရှိတယ်ဘဝကရပေါင်းများစွာစောက်ကောင်းနေနေကြုံရမတရားပြီးတရားဒါကံတရားပဲဘယ်သူမှအားလုံးပြေဆုံးလဲဆိုတာမရှိဘူးလူတိုင်းဟာကရပေါင်းများစွာနဲ့ဒီတန်တရားလဲနေအောင်မလူတိုင်းဟာကရပေါင်းများစွာနဲ့ဒီတန်တရားလဲနေအောင်မ ဒီပုံစံတိုင်းဆိုလို့ရှိရင်လက်ကိုလည်းမဟုတ်ဘူး မလေးအမကနော်လာပြီးမြောက်နေပြန်ပြီ ပျောက်တာမဟုတ်ဘူးတကယ်ပြောတာဒီဆိုင်မှာလား လောလောဆယ်တော့မဖွင့်နိုင်သေးပါဘူးအမရဲ့ ရှုလို့မွေးကြီးကြောက်လားဘာမှမပူနဲ့ညီလူတလောက်ငါထုတ်ပေးမှာပေါ့ဒီလှုပ်ချင်ကိုင်းချင်းစိတ်ရှိဖို့ပဲလူလား ချွန်းတို့လေးစိတ်ကူးတော့ရှိရည်လားဒါပေမဲ့ကလေးယူဖို့ကလည်းအစီအစဉ်ရှိသေးရဲ့အမရဲ့လောလောဆယ်တော့တနင်္လာနေ့ပဲကောင်းပါတယ် အဲ့ဒါလည်းဟုတ်ပါလေဒါပေမဲ့ကိုတို့ကညို့ရမ်းချစ်တာနော်ကိုတို့ကအလုပ်လဲစူးစားတယ်မြို့လဲချစ်တယ်ငါလေးဒီတို့လင်မြောက်ကြည့်ပြီးတော့လေငါလေးယောက်ျားချစ်ရင်စိတ်ကြီးတမွားပေါ့လို့စိတ်ကိုမနေပြီးတာ မယူရဒီရွယ်ရောက်မှာ ဟဲ့စိတ်ကိုထိန်းထားတယ်လို့ပြောပါလေကြည့်ရတယ် မယူချင်တဲ့ယူလိုက်ပါထင်းလို့မထင်းသားပါနဲ့ ဒီကလေယောက်ျားကြီးဆိုချီထိုးလို့လေတဲ့ဒီကဒီပေါက်တွေနဲ့ငါအားချယောက်ျားယူလိုက်ပါတဲ့ဟိုကလေနေစိုးရလို့နေစိုးမရတဖာပါဖြစ်တယ်မလေးတင်းနေတက်တိုင်းလောက်တာလေ နင်တို့ညောက်ကငယ်ချစ်တယ်လားအေးဒါမှမဟုတ်ဘလောက်ကြာကြာကြိုက်ယူလိုက်ကြတာ ချူလို့ပြောရင်လေအမားတို့ယုံချင်မှယုံမှသိလားချူလို့နဲ့ကိုတူကစိတ်တာရပ်ပန်းလာအောင်ပဲရှိသေးတယ်ချက်ချင်းယူပါလိုက်ကြတာ တကယ်လားကျူလို့ညီကောင်းလိုက်တာလေ အခုချိန်ချီတော့ကံကားလုံးမှာပဲနောက်ပိုင်းတော့ဘာဆက်ဖြစ်လာမသိ အမလီကိုတိုးကညို့ဒီလောက်ချစ်တာကြီးညီကလေတက်တက်လုံးကန်ကောင်းမှာတော့နော်ကျွန်တော်ပဲ အော်အမလီကိုတိုးအမလီကျေးဇူးတင်လိုက်တာကြီးဝယ်တာတော့နည်းနည်းပဲဝယ်ဝယ်နဲ့များသွားတာမိုးရတာတော့မှမဆောင်းနိုင်ဘူးမနေ့ကမိမိမအောင်ငါပြောတယ်ဆက်ဆိုင်ဖွင့်မယ်ဆိုရင်ပတ်စံလေးယူငါရှာယူလို့တော့ငါပြောလိုက်လို့ ရပါတယ်ဗျာကျေးဇူးတင်တယ်ကျွန်တော်တို့အခုမှပူပူနွေးနွေးယူရတာဆိုတော့ကျွန်တော်လုတ်ကျွေးကျင်သေးတာနော်သူပင်မန်းတာမကြည့်ရဘူးဗျာ အမလေးကျင်နာတက်လိုက်တာမောင်တို့ရဲ့ ဘလူးများလဲလို့ငါကောင်းကြီးပဲကွာဟမ်ဘယ်နဲ့ဒီနေ့မှာလုတ်ဖြစ်
ဆရာဘုရားနေဘယ်လိုရောက်လာလဲ မင်းတော်တော်သတင်းစိုးပဲပေါ့ကွာဒီနေရာမှာတော်တော်စိုးတယ်ဆိုလို့ငါတာဝန်ကြလာတာစိုးမှာပေါ့ကွာမင်းကဒီနေရာကိုရောက်နေတာဟုတ် ဒီအချိန်မှာဒီလိုစကားကြီးကျွန်တော်မပြောသင့်ဘူးကျွန်တော်အရင်လိုလူမဟုတ်တော့ဘူးဗျာကျွန်တော်ကောင်းကောင်းဝင်လုပ်စားတယ်ဟိုကျွန်တော်ဆိုင်အောင်ဖွင့်လာတယ် ငါတို့ဒီစကားတွေလည်းတေလီမှတ်တိုင်မှာမင်းငါ့ကိုပြောခဲ့တာပဲလေမင်းတို့လိုခိုးစိုးလူနိုင်တရားဘယ်နှခါများအချိုးပြောင်းသွားတာရှိလို့လဲဟမ်ငါမင်းတို့တခုတော့မှားထားလိုက်မယ်အခုဒီနေရာမှာမပေါ်သေးတဲ့အမှုတွေကိုငါကိုယ်တိုင်ဆက်လိုက်အေးအမှုစစ်ဆေးလိုက်လို့မင်းမှာပတ်သက်နေတယ်ဆိုလို့ရှိရင်မင်းလည်းမတွေ့ ရတယ်ထောက်လိုက်ပြီ ရတယ်ရေအဖိုးတဲ့ပစ္စည်းပါလို့ ဘယ်လိုမျိုးပြောလိုက်တာလဲ အဲ့လိုပြောတာမဟုတ်ပါဘူးအမဆိုးရင်လို့သွားမယ်နော်ကျေးဇူးတင်တယ်သိလား ကျိုးစိုးတွေကဝင်တော့မထင်ဘူးကွာ ကိုတို့ဘာတပြင်းလာချ ဘာမှဖြစ်ပါဘူးခင်ဗျာ ဘာလို့ဘာမှမဖြစ်ရပါလဲတခုခုတော့ဖြစ်နေ ဖြစ်လို့ကိုရိုနီယာတော်ကျိုးစိုးဝင်ပြီးလို့ချင်းနေ ဘာချိုးဆုံးလဲ ရန်ကုန်မှာတော့ကိုရိုတီလီမှတ်တိုင်ရလူရင်းနဲ့ပြဿနာခဏခဏတက်တဲ့နေရင်းဆိုတဲ့လူကအခုဒီနေ့ကိုနေပြောင်းကျလာတယ်တဲ့အဲ့ဒါကိုနဲ့လမ်းမှာထိတ်တိုက်ဆုံးတယ်ကွာ အော်ကိုရဲ့အဲ့ဒါဘာစိတ်ညစ်စရာရှိလို့လဲကိုတို့ကလေအရင်ကကိုတို့မှမဟုတ်တော့ပါ ကိုကအရင်တော့ငတိုးမဟုတ်တော့ဆိုပေမဲ့ तू ကအရင်တိုင်းပဲလေ तू ကြည့်ရဲ့အကြည့်တွေကကိုအခုဒီမယုံသင်္ကာနဲ့ကြည့်နေတော့မယ်ပြီးတော့ကိုတော့မှချိန်လား6လားတွေကလှုပ်သွားသေးတယ်ဒါမကြောက်ဘူး အဲ့တော့ဘာဖြစ်လဲကိုကောင်းရင်လေဘယ်တော့မှခေါင်းရွှေ့မှာမဟုတ် မှန်ပါတယ်ခင်ဗျာဒါပေမဲ့ပတ်ဝန်းကျင်ဆိုတာရှိသေးတယ်လေအဲ့ဒီပတ်ဝန်းကျင်ဆိုတာကိုမကောင်းခဲ့တဲ့အရာတွေကိုပဲအပြစ်လုပ်ပြီးပြောကြင်ကြတာကောင်းတဲ့အရာဆိုလို့ရှိရင်ချီးမွမ်းမှုတော့ကိုဝင်လေးကြတာလေအခုတော့မှကိုနဲ့နယ်လေးနဲ့ပြောနေတာကိုမယူတော့ကြားသွားပြီးတော့ကိုတမျိုးမြန်သွားလားမသိဘူး မယူကရင်ရကိစ္စတွေတည်သွားပြီပေါ့ဟုတ်လား ဟုတ်တယ်ကွာကိုလိုက်တော့မစိတ်ညစ်နေ ဘာလဲအတိတ်ကကိစ္စကြောင့်ကိုတို့ပေါ်မှာပုံရင်းချင်မြင်တဲ့အမြင်နဲ့ပြောင်းလဲသွားမှစိုးရိမ်နေရလား ကိုတော့မဟုတ်ဘူးဖြစ်နေဖြုံလို့အတွက်ပြောနေတာကိုရဲ့အတိတ်ကအရေးဆိုးတွေကဖြုံလို့ပေါ်ကြားရောက်လာမှစိုးရိမ်နေတာကိုဖြုံလို့အတွက်ပြောနေတာ ဖြူနှုတ်သိပါရဲ့ဒါပေမဲ့လေအရင်တော့စိတ်မပူနဲ့နော်ပုံရင်းချင်းဆိုတာချီမုန်းခွနဲ့ရဲ့ကဲ့ရဲ့ခွနဲ့အဲ့ဒါကိုသိလား မှန်ပါတယ်ဖြူလို့အပတ်ဝန်းကျင်ကချီးမွမ်းခွန်ရဲ့ကဲ့ရဲ့ခွန်ရဲ့ဆိုပေမဲ့အဲ့ဒီကဲ့ရဲ့တဲ့တန်ကြီးအတင်းပြောတဲ့တန်ကြီးဖြူလို့မခံနိုင်ဘူးဆိုရင် စိတ်ချနော်ကိုတို့ဖြူနှုတ်လေခံနိုင်ရင်ရှိအောင်ပြင်ဆင်ထားမယ်ကိုတို့နဲ့ဖြူနှုတ်တိဆောက်ထားရဲ့တာယာတဲ့ဘဝကိုလေဖြူနှုတ်ပျက်စီးမခံနိုင် ဖြူလို့ရမ်းချစ်တယ်တိလား တရားကိုအမြင်နဲ့စုပ်ဖြတ်လို့မရဆိုတာအရှမ်းပန် ဟုတ်တယ်နော်သူတို့လိုတနာခမရုပ်ကလေးနဲ့တကိုးချိုးဆိုတာဘယ်သူကယုံမှာ ဟဲ့ငါတိုးတို့လင်များတရုပ်ဆောင်နေတာဟေ့လူတွေကိုအကြုံတွေးနေတာယုံကြည်စွာနဲ့သူကဆွဲစီတော့မှာနော် လူကြိုက်အများဆုံး PP Play Slot Game ပေါင်း300ကျော်ကိုကိုယ်တိုင်အကောင့်ဖွင့်ပြီးတော့ 8069M9 မှာကစားလို့ရနေပါပြီ။စိတ်ချယုံကြည်ရတဲ့တရားဝင်ဂိမ်းဆိုင်ကြီးဖြစ်တဲ့ထူးခြားတဲ့အခွင့်အရေးကတော့ပထမဆုံးအကောင့်ဖွင့်တာနဲ့အနိုင်ငွေထုတ်ယူနိုင်တဲ့1000တန် Free Spin ကိုတစ်ချိန်လှည့်ခွင့် Free ရရှိမှာပဲဖြစ်ပါတယ်။ပုံမှန်ဘောနံများဖြစ်တဲ့မမသေး100%နဲ့မမဟောင်း90%အပြင်အပတ်တိုင်းကစားမှတ်အကျဉ်းကြီးကို
ပြန်တက်ပေးတဲ့ 0.5% cashback bonus ကိုလည်းရရှိပါတယ်24နာရီပေးရမရှိနှွေးထွေးပြင်လာတဲ့ဆက်ဆိုင်လျင်မြန်တဲ့ငွေသိန်းငွေထုတ်စနစ်စိတ်ချယုံကြည်ရတဲ့အယော်စားတွေနဲ့လဲပတ်နေတဲ့ဂိမ်းဆိုင်ကြီးဖြစ်ကြအောင်လူကြီးမင်းတို့ကိုယ်တိုင်စုံစမ်းကြည့်လို့ရပါတယ်တကယ်လို့အကောင့်ဖွင့်ဖို့စိတ်ဝင်စားရဆိုရင် Viber နဲ့ Telegram နံပါတ်3996996418မှာဆက်သွယ်မေးမြန်းနိုင်ပါတယ်မြန်မာနိုင်ငံရဲ့အကြီးကျယ်ဆုံး AT69 online 40ကီလိုတော့အရန်ကြောက်စရာကောင်းတာ ကြောက်စရာကောင်းတယ်လုံးမနေနဲ့သူတို့ကအမားနဲ့အနည်းဆုံးတော့အခုတော့အမားရင်ဘာတွေပါသွားပြီလဲစစ်ကြည့်အောင် ညီပြောမှဟဲ့ငါသူတို့လင်များညောင်ငါအိမ်ကိုလေတကားမရှိဓာမရှိဝင်ခိုင်းထားတာဘာညာပါသွားလဲမသိပါဘူးဒီပါမင်းသားကောင်းစောင်းထားတယ်ဒီဘလူးလင်များနှစ်ယောက်တော့သူတို့လင်များသိလားစိတ်ကိုရရှမ်းနေဟုတ်ပြပါတော့ဟေးဟဲ့လို့ပါလေ သူများအတင်းပြောမယ်ဆိုရင်လေပတ်ဝန်းကျင်နည်းနည်းတော့တေချာကြည့်ကြည့်ပါဦးအခုတော့မဟုတ်တာကြီးပြောနေတာတော်တော်ကျင်တဲ့နေရထင်တယ်နော် ဘာမှမဟုတ်တာပြောစရာအကြောင်းရှိနားနဲ့ဆက်ဆက်ကြတာလေညီတို့လင်များယောက်ကလေမင်းသားကောင်းစောင်းထားတာပွာကြသွားလို့မကျေနဲ့ဖြစ်နေတာ ရှင်ပြောနေတာတွေကတခုမှမဟုတ်တဲ့အတွက်ကျမဘာမှမကျင်တတ်စရာအကြောင်းမရှိဘူးလူတစ်ဖက်သားကိုဆွဆွဲမယ်ဆိုရင်လေအဲ့ဒီလူရဲ့အကြောင်းတေချာလေ့လာပြီးမှတေချာပြောရတယ် ဟဲ့လေးလာစရာမလိုဘူးလေအခုငါတို့ကအကုန်သိပြီးပါပြီအဲ့တော့ရက်ွက်ထဲကလူကတရားမှမသိတော့ငါပြောပြရမယ်မကျေနဲ့လေလဲသိလိုက် အမအဲ့ဒါအရှိရကိစ္စလေကျမယောက်ျားရောအခုဘာတွေလုပ်နေလို့လဲကျမတို့ကောင်းကောင်းမွန်မွန်နေချင်းလို့ဒီကိုပြောင်းလာခဲ့တာဘာလဲကျမတို့ရှိမှပြောင်းလဲပန်လို့ဆိုတာမရှိတော့ဘူးလား ဟဲ့ညီတို့လိုလူကဘာမှပြောင်းလဲစရာလည်းမရှိဘူးသိလားအချိန်တိုင်းဗီဇဆိုတာပေါ်လာမှာ မယူရှင်မတရားရင်ဆွဆွဲတာနောက်ဆုံးဖြစ်ပါစေနော်နောက်တစ်ခါရှင်ပါဇက်ကနေပြီကျမတို့လင်များကိစ္စကိုမဟုတ်တန်တရားတွေပြောလို့ရတော့ရှင်နဲ့ကျမနဲ့တွဲပြီနော် ဟဲ့ဒီကဘာပြောလဲဘာလုပ်ချင်ရလဲဟမ်တလေကချစ်နေမရဒူးစရိုက်နေပြတာငါတို့လာပြောတယ်မကျင်နိုင်ချက်တော့ထွက်သွားငါတို့ရပ်ကတတ်အောင်တတ်တယ်တလေကချစ်နေမရဒူးစရိုက်နေမရအိုကားရက်ပေါက်နေမရဟဲ့ဟာကြည့်ကြကြလာတော့တော့ငါလာချင်းချောင်းအော်ပါဒူးစရိုက်နေမရ ဖြူလို့ဘာဖြစ်လာလဲဖြူလို့ကိုပြောပါဘာဖြစ်လာလဲဟမ် ကျွန်တော်လေဒီတော့ဘာမှမနေချင်တော့တခြားနေရာကိုပြောင်းရအောင်နော် ဘာလို့လဲဖြူလို့ရေဘာလဲရက်ကွက်ထဲကလူတွေကကိုတို့အကြောင်းပြောလာဖြူလို့ကြားလာမလား ကြားရမှာမဟုတ်ဘူးပတ်တယ်ကိုပြောခရရတာမယူလို့ကျွန်တော်လည်းမရဘူးအခုချက်ဖို့သူစိတ်လည်းမရဆိုအတရားဆွဆွဲနေကြတယ်ကိုတို့ကျွန်တော်ဒီမှာမနေချင်တော့ကျွန်တော်အရင်ရှက်လို့ပါကိုတို့ရဲ့ဘာလို့ရလဲကျွန်တော်ရဲ့ဘာမှမနေနေအောင်ဘာလို့မတရားရလာပြောနေကြလဲကိုတို့ကျွန်တော်အရင်ရှက်လို့ကျွန်တော်ဒီမှာမနေချင်တော့ကိုတို့နော်ကိုတို့နော် ဒီလူတွေကကွာငါတော့ကောင်းကောင်းနေတာမပြေချင်ကြဘူးလေတူရဲ့ဟာ ကိုတို့ကိုတို့ကိုတို့မပါနဲ့ကိုတို့မပါနဲ့ကိုတို့မပါနဲ့ ဟဲ့မတို့မင်းကအရင်ဗီဇမပြောက်သေးပါလားဟမ် ဟေးခဏပါလေလို့လား မင်းစီကိုလာမတော့မင်းသာရှိလို့ပေါ့ကွာညမင်းပဲရောက် ခမ ्या ကိုကျုပ်ပြောတာပြီးသားကျုပ်အဲ့ကိစ္စလုပ်လို့မလုပ်တော့အရင်လိုကောင်လဲကျုပ်မဟုတ်ဘူးလို့ပြောတာပြီးသားခမ ्या ဒီကိစ္စနဲ့ပတ်သက်ပြီးကျုပ်လာမမေးနဲ့နားလဲလား လောက်တာမလောက်တာမင်းကိစ္စတာဝန်ရရာဇဝင်ရှိတဲ့ကြော်ကြားတဲ့ကောင်တွေကိုဆင့်မရမှာငါကိစ္စမင်းညဟိုဘက်ရောက်ကမှခိုးမတခုဖြစ်အဲ့ဒါမင်းနဲ့ညတက်ဆိုင်လာလို့ငါမရှိရှာတာမင်းငါ့ကိုဒီလိုပုံစံနဲ့မဆက်ဆံနဲ့ဝိတရားနောက်ဆက်မှုနဲ့မြို့မှာတခါတည်းထဲထားလာပြီမင်းနားလေလားဟဲ့ ဒီမှာခမ ्या လည်းမသိကြပဲဒီပုံစံနဲ့ခမ ्या ကျုပ်မဆက်ဆံနဲ့နားလဲလားငါတိတ်ကြတယ်ကြက်ဒီမှာလာပဲကျုပ်ဒီမှာနေနားလဲလား ကောင်းပြီလေငါဘက်ကလည်းမသေးကြဘဲနဲ့လာလိုက်တဲ့အတွက်ရ
ဒီကတော့ထားလိုက်တော့ဘယ်ကမတော့မင်းစကားမပတ်ထားတော့ငါစစ်လိုက်လို့မင်းလည်းမင်းနဲ့ပတ်သက်တယ်ဆိုလို့ကတော့မင်းနဲ့ငါနဲ့တွေ့ကိုတို့စိတ်ခင် ဟာကွာ ဒီတဲကိုရောက်ခဲ့တာပေါ့ အဲ့ဒါပဲလူတက်မှုတော်တော်များလူတက်တဲ့လူတွေတဲ့အဲ့လူတွေတက်ချင်တာလုတ်တဲ့လူတွေကြောင့်လူတက်မှုဖြစ်ရပုံများတယ်ကွာဘာဖြစ်မိမှန်တယ်ရော တခါတလေကြာရင်အမှန်တရားအတွက်ပေးဆက်ရတဲ့ຢာရစောင့်အခါရကွာ ခုမင်းမဘာကြီးနဲ့ပြင်မကြံခဲ့တာပေါ့ ငါ့အကြောင်းတော့မတွေးချင်ဘူးကွာတွေးမိလိုက်တယ်ငါကောင်ကအပြစ်တင်ပုဂ္ဂိုလ်တက်ပြစ်ချင်အောင်မုန်းတယ် အဲ့ဒါနဲ့ပဲမင်းကမိမောင်ထောင်းဝစားတော့တွေးမခံဘူး ငါတက်တက်လုံးသူ့ကိုဒုက္ခတွေအများကြီးပေးခဲ့ပြီကွာသူ့ကိုဒုက္ခတွေထပ်မပေးချင်ပါဘူးသူ့ကိုရက်ဆက်လိုက်တယ်ဆိုတာထက်ငါကောင်ကရက်ဆက်လိုက်တယ်ဆိုပိုကံ သူ့အပြင်မှာကိုဝင်းနဲ့တယောက်တည်းရက်တည်ရတယ်ဘယ်လောက်ခက်ခဲမလဲလို့မင်းမတွေးမိ ငါသူ့တက်ဘာမှမလုပ်ပေးနိုင်မဲ့တူတူခုပြစ်ခါပြူလာလိုက်တာသူ့အတွက်အကောင်းဆုံးဖြစ်မယ်လို့ထင်တယ်ကွာအနည်းဆုံးတော့ငါအတွက်သူစိတ်မညစ်ရတော့ဘူးပေါ့ မင်းတို့ညောင်းလာတာပါဘာဆက်ဖြစ်မှာ မသိသေးပါဘူးကွာလောလောဆယ်တော့ငါဒီမှာ short ရည်ရအောင်ကြိုးစားမယ်ငါဘက်ကတော့သူ့ပေါ်မှာဘာမြုံလင်းချက်မှမရှိတော့ပါဘူးကွာတကယ်လို့ငါပြင်ပြန်အောင်လို့သူငါပေါ်မှာတန်ရောစင်မကုန်သေးရင်တော့ငါဘက်ကလူကောင်းတစ်ယောက်ဖြစ်အောင်အစအဆုံးစူးစမ်းပြင်ဆင်နေထိုင်မှာပါ ကောင်းတယ်ရောအဲ့ဒါယောက်ျားကောင်းတယောက်စိတ်တယ်မင်းကလေးသားတယ် မင်းတို့တွေကွာခြေတော့ပတ်စံလွယ်လွယ်ရတဲ့အလုပ်စွတ်လွတ်မယ်ကျွန်တော်မိုက်တွင်းနဲ့တဲ့ကောင်နော် ကဖေးရပြန်ပြောင်းပြန်ပြောတယ်မိုက်တွင်းနဲ့နေတာခင်ဗျာ ခလေးကိုအဲ့လောက်ထိအလုံးမကန်းရင်စာလာရင်ချစ်ပါပါ လူလိုက်စရာဆိုတော့ဘာလို့ကြောက်ရှိ
အခုငါလောက လေးနေရာမှာဘာမှမပူစားတာ အကြောင်းရောမရှိတော့ဘဝတွေ ဘလို့ဒီလိုဘလောက်ချစ်တယ်ငါသိတော့ဘူးလို့အဆက်ပြဖြတ်တယ်ဒီတော့ရင်ထဲမှာဘလောက်ခံစားနေရလဲငါကောင်းကောင်းသိ လူတွေပြောခဲ့သမျှကိုငါကယူဆိုင်ရဲ့ သူတို့ကနောက်တစ်ယောက်ရတယ် လဲကြဘူးတဲ့ ကျွန်တော်ဟိုတော့မှသူတို့ကလူထဲမှာတွေ့လိုက် ငါဆုံးပြလိုက်ပါတယ် ဘယ်တယောက် ဘ ရှိ ဝမှာအရေး ဘလို့နဲ့ဖြူကတရားဝင်ကွာရှင်းထားတာဒီကောင်ချိန်ပြပြန်ကောင်းတယ် ဒီအချိန်ကြီးသူ့ကိုမိတ်နိုင်သေးလားနေမလဲဒုက္ခ ငါဘဝ ခါတလေလေအဲ့ဒုက္ခဆိုရင်ရတယ်ပြားရတဲ့ချိုနေရ ဆက်ရှောင်ရမယ်မကြီးအတွက် ငါကတော့နင့်ကိုဖြူဖြူနဲ့တွေ့တင်တယ်လို့ထင်တာပဲ ရီအတွက်အချေမပြော ခုချိန်မှာသူတို့တွေ့ချင် ရှိမှန်ထားတဲ့ဘဝတစ်ခု ဘာကြောင့် သာရှိစ သူတို့ရဲ့တာယာပျော်ရွှင်နေတဲ့ဘဝမပျက်စီးစေချင်သေးဘူးပါ